ကဲမင်္ဂလာပါကျွန်တော်မိသားစုတွေအားလုံးပဲတတော်မှာရှိတဲ့ညီကောင်မောင်နှမများအားလုံးမင်္ဂလာပါခုနှစ်သားသမီးတွေအားလုံးပဲအဲ့တော့ကျွန်တော်တို့ဒီကနေ့တော့20မှာ6ရက်နေ့2025လေးနိုင်30အတွက်ကျွန်တော်တစ်တော်ကိုရီမတွေအမျိုးတွေအတွက်ကျွန်တော်တစ်တော်နည်းလေးလာပေးတာဖြစ်တယ်အဲ့တော့ဒီကနေ့ညနေမှာအရှုံးများနေတဲ့ကိုမများရီလိုက်လွဲနေတဲ့ကိုမများကျွန်တော်လက်ရှိုးဗီဒီယိုဖိုင်ကို share သွားပေးပါနောက်လူတွေတွေ့သွားအောင်လို့ share သွားပေးပါဘာကြောင့်လဲဆိုတော့ဒီရင်းရက်တွေကိုအပူးလိုက်နေတဲ့ကိုရီမရတော့ကျွန်တော်ပြောမယ်အပူးထိုးပါ3ဘူး10ဘူး1ဘူး3ညာဘူးအဲ့ဒီအပူးလေးကွက်တည်ထိုးပါ3ဘူး10ဘူး3ညာဘူး1ဘူးအဲ့ဒီဘူးလေးကွက်တည်ထိုးပါပြီးပါဝါထိုးမယ်ဆိုရင်ပါဝါ9ကွက်ထိုး38ဆိုတဲ့တစ်ကွက်ကိုမိတ်တင်ထိုးပါနော်ပါဝါထိုးမယ်ဆိုရင်38ဆိုတဲ့ grand ကိုမိတ်တင်ထိုးပါအဲ့တော့ခုနကသားသမီးတွေအားလုံးရကြအောင်လို့ကျွန်တော်လိုက်ရှိုးပြီးလို့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကို share လုပ်ပေးပါအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော် TikTok လေးကို follow လုပ်ပါသေးတယ် follow လေးလုပ်ပေးထားပါပြီးတော့ကန်တဲ့အပြည့်အစုံကိုကြည့်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ TikTok profile က Telegram link လေးမှာဝင်ပြီးတော့နော် Telegram channel လေးကို join ပြီးတော့ channel လေးမှာကန်တဲ့အပြည့်အစုံကိုကြည့်လို့ရပါတယ်အားလုံးခုနကသားသမီးများလုံးအဆင်ပြေကြပါစေဒီနေ့ညနေမှာပွဲသိမ်းနေ့ညနေမှာနော်အခုကြရင်3ဘူး10ဘူး1ဘူး3ညာဘူးနော်3အဘူး4ဘူးပေးတယ်တကွက်ကောင်းပါဝါချိုက်လို့ရှိရင်38အဲ့တော့အားလုံးပဲခုနကသားသမီးများအဆင်ပြေကြပါစေကြနော်